လေကျွန်တော်ဒါနဲ့ပြတ်စအောင် away ဂျူးနိုပြပေးလိုက်ရတယ် over the one အောက်မှာဘာရှာမှာထွက်ပြီးတော့ဘက်ကပေးခဲ့တယ်ဆိုရင်လည်းဘလို့မှမရသွားတဲ့နောက်မှာ Come on, rebound and the shot. The way dragon by Alita. The shot charge ma through map pege Alita ပြန်ပြီးတော့ချခဲ့ damage မှာ Nico တောက်ရှောက်ပြန်ပြီးတော့လွန်မြောက်ဘက် Rolling Stone နဲ့ Rickistan နဲ့ Landscape ကလေးထပ်ပေးတာ Yuri တာတော့ဆက်လက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် ဒီအဲ့တော့ Landscape က stand 2 man raises slap အပြတ်ရိုက်တာ game flash နောက်ကို fall နေရတယ်ဗျာဒါပေမဲ့ Messi 3 for the 1မှာတော့မရဘူး Juno ပဲပြန်လဲ KP လိုက်ရနေပြီ Hero K ကတော့2 for 1ပြန်လဲပြီးတော့လဲပေးထားရတယ်ဗျာ အဲ့လိုပြောလိမ့်မယ် game plan အနေနဲ့သူလုံးဝ wait for the dragon မှာပြတ်သွေးပြောတယ် try it wait for the dragon မှာကော3ချိန်မြောက်ကြာဆုံးခြင်းဖြစ်ပါတယ် ဟုတ်ဗျာ With the brave attack on the charge number 2 man by Black Kim Flash with the retribution တောက်ရှောက်ထပ်ပြီးတော့သိမ့်ပါခဲ့ damage အောင်ပိုရောက်ပြန်ပြီးတော့ရခဲ့ဒါမှလည်းပဲ pick off နဲ့ကန်တဲ့အပားတွေမှာ Juno ရဲ့ grand ကြောင့်တောက်ရှောက်သွားပြီးတော့တီးခဲ့တဲ့အပားလေးရှိတယ်ပိုရောက်အောင်လေးပဲဆိုပြီးတော့ drop မှာတစ်ခါ4 1 star လေးဘေးလေးပြန်ပြီးတော့ tank the charge 2 man လေးပဲ experience နဲ့ trying at dash မှာ Juno အလီတောင်ပြန်ပြီးတော့အဆုံးသတ်ပြီးထားပါသေးတယ်တောက်ရှောက် open နေခဲ့တဲ့ chat ကိုသူတို့နဲ့သွားလို့မရအောင်တော်တော် present နဲ့ Rolling Stone လေးပဲတစ်ခါ2 man တော်တော်ချမ်းပြန်တိုက်ခဲ့မှာ Kim Flash ပဲဆက်ရခဲ့ Ring Slash မိုက်ဒီသွေးလေးချန်နေခဲ့ Flash ကောင် exclusive ဖြတ်ထိုးမှာ triangle နဲ့အတူပဲ Kim Flash ထပ်ပြီးတော့သိမ်းပါ Nico come on Stallion ပြင်းနေအောင် auto rage ကို လုံးရမယ့်ချိန်ဒီခုမှာလီတာအပေါ်မှာတော့ချိုးနေခဲ့ပြီဒီဘက်မှာလည်း John Fan Ashley လောယူဖို့အတွက်ချိုးသားနေရဗျာ Mega ရသွားပြီဘယ်သူမှတော့ပြန်လို့မရနိုင်ဘူး Drone Astro VPN Japan အလီတာတောက်လျှောက်ဆိုလိုပဲ mega turret ကိုရယူထားနေနေပဲမသိစီအသေးကိုတော့ PI တော့ပေးနေခဲ့ကြ game plan မှာ screen ပြန်သုံးတာအလီတာ shut down game သိပိုက်သွားနေနေပဲဒီကောင်းပါလေ mega tower တစ်လုံးနဲ့အတူချိန်ကလာမှာတခါတည်းအပေါက်ခေါ်သွားတယ်ဗျာဒီနာမီ mega tower 3လုံးစိုက်ရတယ်ဗျာရှေ့မှာလည်း call damage တော့လုပ်တာလေးတစ်စီ for the air strike သုံးတာတဲ့တော့မှာကိုချောင်းသွားပြီဗျာ During the Kayla spree execution in the Kim Flash နဲ့ backline ပြန်ပြီးတော့ပေး G-Gondo by Alita backline နဲ့ Nicole ပြန်ထည့်ခဲ့ damage ကြတော့ Flicker chase the law and Isball back Kim the game let's get it back tomorrow man နောက်တစ်စီတော့ကျွန်တော် AI Esport အနေနဲ့တော့ကျွန်တော်ပြန်လဲပြီးတော့တက်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်